အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပြီးတော့မယ့်အကြောင်းအရာကတော့ဂျပန်မှာတစ်နှစ်အတွင်းရွှေဝယ်လိုက်တာဘယ်လောက်ထိမြတ်သွားလဲဆိုတာကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မှာဆိုယူစကားရှိရဗျစားကောင်းတောက်ဖွယ်စားရတဲ့အချိန်မှာကိုယ့်ရဲ့အတိမိတ်ဆွေချစ်ခင်ရတဲ့သူတွေတတိရတယ်ဆိုလိုမျိုးပဲဗျအဲ့ဒါလိုပဲ2024နဲ့2025ကြားမှာရွှေဈေးဘယ်လောက်ထိတက်ပြီးအမြတ်ရသွားလဲဆိုတာကိုကျွန်တော်ကအားလုံး share ရင်းလုပ်ပေးခြင်းပဲဖြစ်တယ်ကျွန်တော်အတွက်အမှတ်တရဆိုလို့ဒီဗီဒီယိုက2024 5လပိုင်းတုန်းကရွှေသွားဝယ်တော့ရိုက်ထားတဲ့ဗီဒီယိုဖြစ်တယ်ကျွန်တော်ကပြောင်းပြန်ဖြစ်နေဗျအခု2025 6လပိုင်းဆိုရင်ဒီဗီဒီယိုတင်ထားတာတစ်နှစ်ကျော်ပြီဗျာရွှေမတင်ထားဘဲဗီဒီယိုကြီးစိတ်ပြီးတင်ထားတာကြီးကတော့နည်းနည်းတော့မှားနေဗျအဓိကတော့ကျွန်တော်ရွှေရောင်းပစ်သွားတာကကျွန်တော်ငွေလိုအဲ့လိုအဲ့တုန်းကတော့ရောင်းလိုက်တာပေါ့နော်ဝယ်ပြီး3လအကြာမှာရောင်းလိုက်တာရှုံလားဆိုတော့မရှုံဘူးဗျရန်3000လောက်တော့မြတ်တယ်ရန်3000ဆိုမြန်မာငွေနဲ့ဆိုရင်6သိန်းဝန်းကျင်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်ဗျာကျွန်တော်လွန်ခဲ့တဲ့2024 5လပိုင်းမှာရွှေ50 gram တနက်ကကိစ္စမှာတွားဝယ်ခဲ့ရဗျာ50 gram ဆိုတာတော့ကျွန်တော်တို့မြန်မာလိုအခေါ်ပေါ်ပြောမယ်ဆိုရင်တော့3ကျပ်သားနီးပါးရှိတယ်တစ်ကျပ်သားကို16.6 gram ရှိတယ်အဲ့တုန်းက1 gram ကိုရန်13068ရန်ပေးရဗျာ50 gram ဆိုတော့66,200,000 ဝန်းကျင်ကျွန်တော်ပေးပြီးဝယ်ခဲ့ဗျအခုလက်ရှိ2024 6လပိုင်း73ရက်နေ့မနေ့ရပါတော့တောက်ကြနေ့မှာကျွန်တော်ရွှေဆိုင်မှာပြန်ထပ်ပြီးတွားမေးကြည့်ရဗျာ1 gram ကို19,298ရန်ပေးရဗျာ50 gram 3ကျပ်သားဆိုရင်တော့89,000ကျော်ရှိတယ်အဲ့ဒါကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာတော့စိုးဆက်ဖြစ်သွားပါဘာလို့လဲဆိုတော့ကျွန်တော်ကပတ်စံလိုရောင်းလိုက်တယ်ဗျအခုဘာမှမကြောက်တစ်နှစ်အတွင်းမှာတင်21,000လောက်ခုန်တက်သွားတယ်ဆိုမြန်မာငွေနဲ့ဆိုရင်63သိန်းဝန်းကျင်လောက်ကိုအမြတ်ရသွားဗျာတဘောကတော့တစ်ချက်တောင်21သိန်းဝန်းကျင်လောက်တစ်နှစ်အတွင်းခုန်တက်သွားတယ်ဆိုတဲ့သဘောပါကျွန်တော်အတွက်ကတော့ငိုရမလို့ရီရမလို့အခြေအနေမျိုးကြီးဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်